ဒီလိုစိတ်ဓာတ်ညံ့ဖြစ်တဲ့သားကောင်းကိုမင်းဘလို့များမွေးထားတာလဲနောင်ကြရင်သူ့အဖေလိုပဲဘာမှသုံးမရတဲ့လူပရိဖြစ်လာမှအားနာစရာကြီးရှင်ဒီနေ့ကအဖေကြီးရဲ့အသက်60ပြည့်မွေးနေ့ပွဲလေဧည့်သည်တွေလည်းဒီလောက်များကြီးဒီလိုပြဿနာရှာနေတာရှက်စရာကောင်းလိုက်တာတယောက်ယောက်ဒီမိသားစု3ယောက်ကိုမောင်းထုတ်စမ်းဒီမှာထပ်မမြင်ကျင်တော့ဘူးဧည့်သည်တွေရဲ့ပွဲကိုဖျက်ဆီးနေကြပြီးအဖေကြီးကျမတောင်းပန်ပါတယ်ရွှေရဲ့မိသားစုကိုခွင့်လွှတ်ပေးပါရွှေကအဖေကြီးရဲ့သမီးရင်းပဲလေရန်မင်းကမြေတယောက်ဖြစ်ပြီးဒီလောက်တောင်ရက်ဆက်ရလားမင်းကဒီစကားကိုပြောထွက်သေးတယ်ပေါ့အားလုံးကမင်းကြောင့်ဖြစ်ရတာဖာတီမရဲ့အချင်းစာရိတ္တမကောင်းတဲ့သမီးကိုမွေးထားတယ်ကြပြားတယောက်မွေးလာပြီးသုံးမရတဲ့သမီးယောက်ျားတယောက်ရှာလာတယ်မင်းတို့4ယောက်လုံးငါမွေးနေ့မှာလာပြီးပြဿနာရှာနေကြတာငါကိုအဆက်ခွဲနေကြတာပဲအမေအစင်ပြေရဲ့လားသမီးကိုမလန့်အောင်လုပ်ပါနဲ့အမေကိုကြည့်ပါဦးဒီလိုနဲ့ပဲပြီးသွားတာပဲဘာမှသုံးမရတဲ့သားသမီးရှိတဲ့သူကတော့ဒီလိုပဲဖြစ်ရတာပေါ့ကျမရဲ့သမီး2ယောက်လိုမဟုတ်ဘူး2ယောက်လုံးကအရှိန်အဝါရှိတဲ့မိသားစုတွေနဲ့လက်ထပ်ထားတာကျမကိုအရေးချင်းရှိတဲ့သမီးယောက်ျား2ယောက်ပေးပြီးမျက်နှာပွင့်အောင်လုပ်ပေးတယ်အမေလူတိုင်းကကျမတို့လိုကံမကောင်းကြပါဘူးဟုတ်ပါအမကြီးရဲ့ဘဝကတကယ်ကိုဆိုးရွားလွန်းပါတယ်ဘာဆောင်နေကြတာလဲဆွဲထုတ်သွားကြစမ်းငါလူတွေကိုဘသူကထိရဲလဲမင်းလိုကောင်းမလေးကများတော်လန်ရဲတယ်ပေါ့ဒါကပုံကန်တာပဲသူ့ကိုဖမ်းထားစမ်းအခုတော့ငါအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီမင်းတို့ချင်းမိသားစုကငါမိန်းမနဲ့ငါသားကိုလူလိုတခါမှမဆက်ဆံခဲ့ကြဘူးအဲ့လိုဆိုရင်လဲငါလဲမင်းတို့ကိုညှတာမှမဟုတ်ဘူးဟာဟာဟာမင်းတို့အမိုက်ကများအခုလိုအခြေအနေထိရောက်နေတာတောင်ကြုံဝါရဲသေးတယ်မင်းဘာဖြစ်လာမလဲဆိုတာမသိသေးဘူးထင်တယ်သွားကြစမ်းဒီလိုတိုင်းဆိုင်တဲ့ကောင်ကိုစုံမလိုက်ကြစမ်းသမီးယောက်ျားမင်းသူတို့ကိုမရှင်းနိုင်ဘူးသူတို့ကလူအများကြီးပဲဩဇာအာဏာလည်းရှိတယ်မင်းရဲ့ရောက်ခမရှိမှာအလျှော့ပေးပြီးတောင်းပန်လိုက်ပါလက်ထက်ခွင့်တောင်းပြီးလက်ဆောင်တွေပေးလိုက်တဲ့အခါရွှွနဲ့အန်နာကိုဒီကနေခေါ်သွားပါထပ်ပြီးမတိုက်ခိုက်ပါနဲ့တော့လင်းယောက်ျားရှင်းအိမ်တော်မှာအစီကံတွေအများကြီးရှိတယ်ရှင်သူတို့ကိုမနိုင်ဘူးရှင်းမှာတခုခုဖြစ်သွားရင်ကျမနဲ့သားကဘလို့လုပ်မလဲစိတ်မလောပါနဲ့အဖိုးကျေးဇူးပြုပြီးကျမအဖေကိုခွင့်လွှတ်ပေးပါကျမတောင်းပန်ပါတယ်အဖိုးရှိမှာဒူးထောက်ပါတယ်ကျမအဖေကိုမရိုက်ပါနဲ့အန်နာဆန်းအဲ့ဒီလူတွေရှိမှာဒူးမထောက်နဲ့မင်းကိုဒီလိုအဆက်ခွဲခံရတာကိုငါခွင့်မပြုဘူးအဖေသမီးကိုကပြားလို့ထပ်ပြီးအခေါ်မခံချင်တော့ဘူးအမေကိုလူတွေလက်ညှိုးထိုးတာမခံချင်ဘူးပြီးတော့အဖေမရှိတဲ့သူလည်းမဖြစ်ချင်ဘူးအန်နာကတောင်းပန်ပါတယ်အဖိုးကိုတောင်းပန်လိုက်ပါတော့အဖေနဲ့အမေလက်ထပ်ပြီးရင်ကျမတို့ချင်းမိသားစုကနေထွက်သွားကြမယ်ပြီးတော့ဘယ်တော့မှပြန်မလာတော့ဘူးအိုးဒီကပြားလေးကအခြေအနေကိုတည်သားပဲအောက်ကျတက်တယ်သူ့ရဲ့သုံးမရတဲ့အဖေထက်ပိုတော်သေးတယ်အခုချက်ချင်းဒူးထောက်ပြီးမြေကြီးကိုအကျဉ်းတရစောင်းဆန်းမင်းတောင်းပန်ရင်မင်းကိုလွှတ်ပေးမယ်အဲ့ဒီဖာဒီမနဲ့ကြပြားလေးကိုပါရှင်အိမ်တော်ကနေခေါ်သွားလို့ရမယ်ငါကဒူးထောက်ရမယ်ဟုတ်လားမင်းမအဲ့ဒီလိုအရေးချင်းမရှိဘူးငါကမင်းကိုအရက်ကောင်းတဲ့အိတ်ခန္ဓာကိုမင်းကအပြစ်ပေးတာကိုရွေးချယ်တယ်ပေါ့တယောက်ယောက်သူ့ကိုလဲကြအောင်လှုပ်ဆန်းခဲ့တခုခုဖြစ်ရင်ငါတာဝန်ယူတယ်မင်းတို့သိချင်နေကြတာပဲအာမေတော်ကြီးကြွလာပြီမေတော်ကြီးနောက်ဆုံးတော့ကြွလာခဲ့ပြီပေါ့မေတော်ကြီးကိုကြိုးဆိုပါတယ်မေတော်ကြီးတက်တော်ရကျော်ရှိပါစေအဖေဘာလို့ဒူးထောက်နေကြတာလဲသမီးယောက်ျားမြန်ဒူးထောက်ကြမေတော်ကြီးကြွလာပြီးငါတို့နဲ့အတူဦးချကြအားမင်းတို့ကတော့စိတ်ကူးရင်နေတာပဲမေတော်ကြီးကမြင့်မြတ်တဲ့သူပဲဖြစ်အိမ်တော်လိုနေရာမျိုးကိုဘယ်လိုလုပ်လာမှလဲအမေဖေမင်းတို့အထင်လွဲနေပြီမေတော်ကြီးကငါတို့အိမ်ကိုလာတာမဟုတ်ဘူးရှင်အိမ်တော်ကိုဖျက်သွားရုံပဲအေဂရိုက်အတွက်လက်ထက်ခွင့်တောင်းဖို့ကြီးမားတဲ့မင်္ဂလာမော်တော်ရင်နှန်းကြီးကိုခေါ်လာတာတကယ်လားဒုတိယညီမဒုတိယမတ်မေတော်ကြီးကအေဂရိတ်အတွက်လက်ထက်ခွင့်တောင်းဖို့လာတာလို့မင်းတို့အခုပဲပြောလိုက်တာလားဘာတွေဖြစ်နေတာလဲမင်းတို့အခုထိမသိသေးဘူးလားအပြင်မှာတော့အကြီးကျယ်ရုံရင်းဆန်ခတ်ဖြစ်နေပြီမေတော်ကြီးကဝင်ကြီးအားလုံးနဲ့အတူလာနေတာအေဂရိတ်အတွက်မိုင်ပေါင်းများစွာရှည်လျားတဲ့မင်္ဂလာတင်တောင်းပစ္စည်းတွေကိုတည်လာတာတကယ်ကိုအံ့ဩစရာကောင်းတဲ့မြင်ကွင်းပဲလက်ဆောင်တွေကတကယ်ကိုအများကြီးပဲနန်းတော်ကနေဒီအထိလမ်းတွေအများကြီးမှာမော်တော်ယာဉ်နန်းတွေနဲ့ပြည့်နေတာကျမလက်ဆောင်တက်တာတွေကိုမြင်ခဲ့တယ်အနည်းဆုံးလှည့်စီးရေ900ကျော်လောက်ရှိမယ်အင်ပါယာမင်္ဂလာဆောင်ကတကယ်ကိုကြီးကျယ်ခမ်းနားတာပဲမေတော်ကြီးကိုတိုင်ကြလာတာဆိုတော့ဒီအိမ်တော်ရေးကိုဘလောက်အထိတန်ဖိုးထားလဲဆိုတာသိတာတယ်တကယ်အားကြဖို့ကောင်းလိုက်တာဘယ်မိသားစုကသမီးကဒီလောက်တောင်ကန်ကောင်းရတာလဲအင်ပါယာမိသားစုကရွေးချယ်ခဲ့တာပါအမေအေဂရက်ရွေးချယ်တဲ့အမျိုးသမီးဆိုတာမျိုးရိုးကြီးတဲ့မိသားစုကမြင့်မြတ်တဲ့အမျိုးသမီးဖြစ်ရမယ်မြင့်မြတ်တဲ့အမျိုးသမီးမဟုတ်ပါဘူးတာမန်ရက်သူတယောက်ပဲဒါပေမဲ့မေတော်ကြီးနဲ့အေဂရက်ကသူ့ကိုဒီလောက်ကြီးကျယ်ခမ်းနားစွာကြိုဆိုကြတာကောင်းကင်ကကြလာတဲ့ကောင်းချီးပါပဲနှမျောစရာပဲကျမသာလက်မထက်ရသေးရင်အေဂရစ်ကကျမကိုတတိထားမိမှာပြီးတော့အဲ့ဒီဂုံတရေအားလုံးကကျမအပိုင်ဖြစ်လာမှာအေဂရစ်ကိုသမီးယောက်ျားအဖြစ်ရရှိဖို့ဘသူကဒီလောက်ကန်ကောင်းရတာလဲဒါကဘဝပေါင်း30ဘဝလောက်ပါရမီဖြည့်ခဲ့ရင်တော့မရနိုင်တဲ့ကံတရားပဲအဖေရဲ့သမီးယောက်ျား2ယောက်ကမကောင်းလို့လားဒုတိယမတ်ကအင်ပါယာအရာရှိတတိယမတ်ကမြို့တော်မှာအချမ်းသာဆုံးလူအဖေဘာထက်လိုချင်သေးလဲဟုတ်ပါတယ်အဖေရဲ့ဒုတိယမတ်ကအင်ပါယာအရာရှိတတိယမတ်ကမြို့တော်မှာအချမ်းသာဆုံးလူ2ယောက်လုံးကအရေးချင်းရှိကြတာပဲအခုထိအားမရသေးဘူးလားအားရတာပေါ့တကယ်အားရပါတယ်ငါရဲ့ဒုတိယမတ်နဲ့တတိယမတ်ကထူးချွန်ပြီးသားပါတေချာတာပေါ့ငါအားရတယ်ဒါပေမဲ့အဲ့ဒီသုံးမရတဲ့ကောင်ကတော့ငါသမီးယောက်ျားဖြစ်ဖို့မထိုက်တန်ဘူးရှင်မိသားစုတွေဝင်ဖို့လည်းမထိုက်တန်ဘူးသူကဘာတူလဲကျမတခါမှမမြင်ဘူးဒုတိယညီမမင်းအခုထိမသိသေးဘူးလားသူကအမကြီးရဲ့လင်ယောက်ျားလေးအန်နရဲ့အဖေလက်ထက်ခွင့်တောင်းဖို့လာတာရေးစရာကောင်းလိုက်တာလက်ထက်ခွင့်တောင်းဖို့လာတာကိုလက်ဆောင်တောင်းမပါလာဘူးဒါကဘလို့လက်ထက်ခွင့်တောင်းတာလဲပြီးတော့တေချာကြည့်ဦးဗာဒံမုတ်အိတ်ပဲပါလာတာအဲ့ဒါကိုတောင်လာရဲသေးတယ်လမ်းဘေးခွေးတောင်သူ့တခင်ကိုမျက်နှာလိုမျက်နှာရဖြစ်အောင်အယိုးတစ်ချောင်းယူလာတတ်သေးတယ်အမေကလည်းဓာတ်ရိုက်ကြီးပြောလိုက်တာပဲဒါပေမဲ့အမှန်မဲလေအမကြီးကကြပြားလေးတစ်ယောက်ခေါ်လာတာလက်ထက်ခွင့်ရတာတင်ပဲတော်တော်ဟုတ်နေပြီကောင်းမွန်တဲ့မိသားစုတစ်ခုရှာတွေ့ဖို့မျှော်လင့်နေသေးတာလားဟုတ်တယ်တယောက်ယောက်ကသူ့ကိုယူတာတင်ပဲသူ့ကံပဲအဲ့ဒါကိုမှကြီးများနေသေးတယ်ဒီမိသားစုထဲမှာလူကောင်းတယောက်မှမရှိဘူးအားလုံးကအာနာရှိသူကိုဖားပြီးရက်ဆက်ရုံမှကြတာပဲရှင်လား
ငါနဲ့အတူငါရဲ့မေတော်ကြီးကိုကြိုဆိုဖို့လိုက်ခဲ့ပါအပြင်ကမင်္ဂလာတင်တောင်းပစ္စည်းတွေကမင်းအတွက်ပြင်ဆင်ထားတာပါကျမအတွက်ပြင်ဆင်ထားတာဟုတ်လားလင်းယောက်ျားရှစ်ဆိုလိုတာကမေတော်ကြီးကကျမကိုလာကြိုတာလို့ပြောတာလားရှော့အဲ့ဒီကုံတရေနဲ့တိတ်ခါကမင်းနဲ့ထိုက်တန်ပါတယ်ငါမင်းကိုအကျွေးတင်ခဲ့တာအမေအဖေကပိုပြီးစိုးလာပုံရတယ်ထပ်ပြီးယူးကြောင်ကြောင်စကားတွေပြောနေပြန်ပြီးကန်းသားသမီးဆိုတာအမေရုပ်ဆိုးလို့မိသားစုဆင်းရဲလို့အထင်မသေးရဘူးအဖေဘလောက်ပဲယူးကြောင်ကြောင်စကားတွေပြောပါစေသူကမင်းရဲ့အဖေပဲအနှသိပါတယ်အနှအဖေကိုအထင်မသေးပါဘူးယူးကြောင်ကြောင်စကားတွေပြောမနေနဲ့တော့သွားပြီးလက်ဆောင်တွေပြင်ဆင်ပါအမေကိုတေချာလက်ထက်ခွင့်တောင်းပါအဖေယူးကြောင်ကြောင်စကားပြောနေတာမဟုတ်ဘူးအဖေမင်းအမေအတွက်လက်ဆောင်တွေပြင်ဆင်ပြီးပြီအပြင်ကမင်္ဂလာတင်တောင်းပစ္စည်းအားလုံးကမင်းအမေအတွက်ပဲမင်းရဲ့အင်ပါယာအဖွားကအပြင်မှာစောင့်နေတယ်ငါတို့သွားကြိုရအောင်နေဦးမင်းကဘာမို့လို့လဲမင်းကလည်းမေတော်ကြီးကိုကြိုဆိုဖို့ထိုက်တန်နေလို့ထင်နေတာလားရေအိုင်ထဲမှာမင်းမျက်နှာမင်းပြန်ကြည့်ဦးမင်းကလက်ဆောင်တောင်မပါတဲ့သုံးမရတဲ့ကောင်ပဲအဲ့ဒါကိုတောင်စိတ်ကူးရင်ရဲသေးတယ်ဒီသုံးမရတဲ့ကောင်ကယူးကြောင်ကြောင်စကားတွေပဲပြောနေတာသိချင်ရင်ဝေးဝေးသွားသည်ခင်မိသားစုကိုဒုက္ခမပေးနဲ့ငါတို့ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးလိုက်မယ်အမကြီးမင်းမရီမန်းချက်ကြီးလှချီလားအချင်းစာရိတ္တမကောင်းတဲ့မိမတယောက်ကလက်မထက်ခင်ကလေးရထားပြီးတော့ဧကရနာကိုကပ်ဖို့စိတ်ကူးရင်နေသေးတယ်မရှက်တတ်ဘူးလားမင်းတို့မသိဘူးလားမေတော်ကြီးကြိုဆိုမဲ့အမျိုးသမီးကဒါချူရဲ့အနာဂတ်မိဖုရားခေါင်ကြီးဖြစ်လာမှာအမကြီးမင်းရဲ့နှင်းကြတဲ့မိသားစုနောက်ခံနဲ့ဘာမှမရှိတာနဲ့မိဖုရားခေါင်ကြီးနဲ့ဘလို့လှုပ်ရှင်နိုင်မှာလဲဘလို့မိဖုရားခေါင်ကြီးလဲဟုတ်ပါတယ်ချစ်လာစွာတော့ဧည့်သည်တော်တို့ကျမကြားတာတော့အဲ့ဒီအမျိုးသမီးကဧကရစ်အတွက်သားတယောက်မွေးပေးခဲ့တဲ့ဒီနှစ်မှာ9နှစ်ပြည့်ပြီးသူကဧကရစ်ရဲ့တရားဝင်သားဦးပဲမေတော်ကြီးကဧကရစ်စီကနေအင်ပါယာမြေတယောက်ရဖို့နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့တာအခုတော့သူ့ဆန္ဒပြေဝသွားပြီးအဲ့ဒီကလေးကဒါချူရဲ့အိမ်ရှိမင်းသားဖြစ်လာမှတေးကြတယ်အိမ်ရှိမင်းသားဟုတ်လားတာမန်ရက်သူအမျိုးသမီးတယောက်ကအခုတော့မိဖုရားခေါင်ကြီးဖြစ်လာတော့မှာပေါ့ပြီးတော့အမွေခံကိုလည်းငွေပေးခဲ့တယ်ဒီလိုကုန်တရေမျိုးတစ်ခါမှမမြင်ဘူးဘယ်မိသားစုကဘဝပေါင်း30ဘဝလောက်ကုသိုလ်တွေစုဆောင်းခဲ့လို့